ဒါဆိုရင်ဒါကျွန်တော်ရဲ့အကောင့်တစ်ကောင်ပေါ့နော်အဲ့ဒါဟက်ခံရပါတယ်ဟက်ခံရဘယ်လိုဖြစ်လဲဆိုတော့ဒီစာကျွန်တော်လုံးဝမပို့တော့ဘူးပေါ့နော်အဲ့ဒါအားလုံးကိုကျွန်တော်ရဲ့ fan တွေကိုဒါတယောက်ချင်းစီပေါ့နော်လူ9000ရှိရင်9000လုံးကိုဒီစာကြီးတွားရောက်နေပေါ့နော်အဲ့လိုဖြစ်နေတာပေါ့နော်အဓိကတော့အကောင့်ဟက်ခံလိုက်ရတာပေါ့ဗျာဆိုရင်ဆိုကျွန်တော်တို့ဟက်ခံရတာဘယ်လိုကြည့်မလဲဘယ်သူဟက်တယ်လဲဆိုတာကြည့်ချင်တယ်ဆိုရင်ကျွန်တော်ဒီရဲ့ menu လေးကိုကျွန်တော်တွားလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော် setting လေးကိုကျွန်တော်တွားလိုက်မယ်ပြီးရင်ဒီထဲမှာကျွန်တော်တို့ဒါ privacy ဆိုတဲ့ဒီနေရာလေးကိုကျွန်တော်နှိပ်လိုက်မယ်ပြီးရင်ဒီထဲမှာ where you are login ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော် okay ဒီထဲမှာဆိုရင်ဒါကျွန်တော်ရဲ့ account တုံးကောပေါ့နော်ဒါကိုကျွန်တော် hack ခံရတဲ့အချိန်တုန်းကဘယ်လိုပြနေလဲဆိုတော့ကျွန်တော်ပြန်ပြီးပြပေးမယ်ဆိုတော့ဒီမှာဒါဆိုရင်ဒါကျွန်တော် hack ခံရတော့ screenshot ရိုက်ထားတာမှာ Chrome လေးကနေသူက login ဝင်လိုက်တာပေါ့နော်ဒါပေမဲ့ location ကတော့ဒါတခြားနိုင်ငံပြနေတယ်ဒါပေမဲ့မြန်မာနိုင်ငံကလူပဲ hack လိုက်တာတော့မြန်မာနိုင်ငံကလူပဲဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒါဘယ်လိုဖြေရှင်းမလဲဆိုတာကိုကျွန်တော်ပြပြပေးမယ်ပေါ့နော်ဒါဆိုရင်ဒါဒီနေရာမှာကျွန်တော်တို့ hack တဲ့လူကပုံနေလိမ့်မယ်ပေါ့နော်မပုံရင်တော့မရှိဘူးပေါ့ဗျာပုံနေရဆိုရင်ဒီမှာဒီလိုလေးနှိပ်လိုက် okayနေပြီးရင်ဒီမှာ log out ဆိုတာလေးကျွန်တော်ထွက်လိုက်မယ်ဆိုရင်ဒါပျောက်သွားမှာပေါ့နော်ပျောက်သွားပြီမဲ့ပဲတူတူကတခြားဟာနဲ့ချိတ်ထားရဗျာဒီလားတခြားနဲ့ချိတ်ထားရဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါ Chrome လေးကိုတွားမယ် Chrome ထဲမှာလောက်တာအပူပြီးတော့အဆင်ပြေကျွန်တော်log out ကိုခဏခဏထွက်ပြီးမယ်လေမရဘူးသူကလုံးဝခဏခဏကိုပြန်ဝင်လာတာဆိုရင်ကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့ Facebook account Messenger account နဲ့ချိတ်ထားတဲ့ Chrome လေးကိုတွားလိုက်ပါတွားပြီးပြီဆိုရင်ကျွန်တော်ဒီထဲမှာကျွန်တော် Chrome လေးကိုရောက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ account profile လေးပေါ့နော်အဲ့ဒါလေးပုံနေလိမ့်မယ်အဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်ပါ okay နှိပ်ပြီးကျွန်တော်ဒီအောက်ကိုဆွဲချလိုက်ပေါ့နော်ပြီးရင်ဆွဲချလိုက်တဲ့ထဲမှာကျွန်တော်တို့ဒါ site setting ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်ထပ်နှိပ်လိုက်ပါပြီးရင်ဒီထဲမှာကျွန်တော် all site ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်ထပ်နှိပ်ပြီးဆိုရင်ဒီထဲမှာကျွန်တော်တို့ရဲ့ device ချိတ်ထားတဲ့အချက်လက်တွေအများကြီးပေါ်ရလိမ့်မယ်မပေါ်ဘူးကျွန်တော်ဒါကတော့အဆင်ပြေရပါတော့ဒီလိုပေါ်ရတယ်ဆိုရင်ကျွန်တော်ဒီရဲ့အမိုက်ပုံလေးနဲ့အကုန်လုံးကိုဖြတ်တစ်ခုမှမကြံနဲ့အကုန်လုံးဒီလိုတစ်ခုမှမကြံအောင်ဖြတ်အဲ့လိုမျိုးမှအဆင်ပြေရပါတော့ဒါမှဒါဆိုရင်ကျွန်တော်တို့ရဲ့ fan 9000ရှိရဆို9000လုံးကိုဒီရဲ့သူရဲ့ကြားဖြန့်ပေါ့နော် message တွေအားလုံးပို့နေလိမ့်မယ်ပေါ့နော်ဒါတွေကသူပို့ထားတာပါအများကြီးရှိပါတယ်ကျွန်တော်တယောက်တည်းဆိုရင်ကျွန်တော်ပို့နိုင်မှာမဟုတ်ဒါကျွန်တော်ဘက်ကကြည့်လိုက်မပေါ်ဘူးပေါ့နော်ဒါပေမဲ့ဒါမှရှိပေါ်ရရှိရမပေါ်ရရှိရအတီးပြွားရရှိရမပြွရရှိရပေါ့နော်ဒါဆိုရင်ဒါတို့ကြားဖြန့်ဘက်ကနေအားလုံးကျွန်တော်အကောင့်တွေကိုဝင်ပြီးတော့ပို့သွားတာပေါ့ဗျာအချက်လက်တွေအားလုံးတော့ဖြစ်နေရောအားလုံးပို့သွားတာဗျာဒီလားအဲ့လိုမျိုးတွေဒါအဲ့လိုမျိုးတွေလောက်တဲ့လူရှိရပေါ့နော်ကျွန်တော် TikTok မှာရှာကြည့်တော့အဆင်မပြေဘူးဗျာအဲ့ဒါနဲ့ကျွန်တော် AI နဲ့မေးပြီးတော့ဒီလိုလေးရအောင်ပြန်ယူလိုက်တာဗျာနှုတ်ဆက်အကောင့်ဖြည့်ချခံရတော့မှာအပိုင်ရသွားတော့မှာပေါ့နော်သူတို့က okay ပြီးရင်ကျွန်တော်တို့ဒီထဲမှာဘာလုပ်မလဲဆိုရင် Facebook ထဲမှာကျွန်တော်တို့ဒါ password တွေကနေကျွန်တော်တို့ဒါချိန်အချိန်မယ်ပေါ့နော်ကျွန်တော်တို့ရဲ့ Facebook password ကိုချိန်လိုက်မယ်ဆိုရင်ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကလုံးဝချိန်လို့မရဘူးကုတ်လဲကြပေးရဲ့ကုတ်ကမားနေလို့ပဲပြနေဆိုတော့လုံးဝကိုမရဘူးဖြစ်နေပါတယ်အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်ပြောတဲ့အတိုင်း Chrome ထဲမှာoffset ဆိုတာလေးနဲ့လုပ်ကြည့်ပေါ့နော်အဲဆိုအဆင်ပြေသွားရပေါ့နော်ကျွန်တော်လည်းအဲ့လိုလုပ်ပြီးတော့အဆင်ပြေသွားပါ password လည်းလုံးဝချိန်လို့မရပါဘူးတကယ်လို့တူတို့ကချိန်လို့ရတဲ့လူတွေကရမှာပေါ့နော်ဆိုတော့အားလုံးပဲအဲ့လိုနီးလန်းလေးနဲ့လုပ်ကြည့်ပေါ့ဆိုအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်